တို့ဒီညနေပတ်တီးကျွန်တော် line ပေါ်မှာမတင်ဘူးကျွန်တော်ကိုယ်မအားလုံးကျွန်တော်ခဏလေးတစ်ခါထုတ်ပေးလိုက်မယ်နော်ခဏလေးတစ်ခါထုတ်ပေးလိုက်မယ်ကျွန်တော်တို့ခုနကပြောခဲ့တဲ့38 33 88နော်ဟုတ်ပြီလားချို့ကစေတနာနဲ့မတန်ဘူးဗျာနော်စေတနာနဲ့တကယ်မတန်ဘူးလုံးဝမတန်ဘူးနော်နှစ်လာလိမ့်မယ်နော်ဆိုလို့ကျွန်တော်ပြောလိုက်မယ်ကျွန်တော်ဒီညနေအတွက်ကိုကျွန်တော်နှစ်နဲ့ပတ်သက်တဲ့ကဏ္ဍလေးကျွန်တော်မှရှိတယ်နှစ်လေးနော်နှစ်လေးရှိတယ်ပြီးသွားရင်လေးနဲ့ပတ်သက်တာဆိုရင်3လေး5လေးနော်ဒီကဏ္ဍလေးရှိတယ်အားလုံးပဲကြိုက်ရင်ကစားမကြိုက်တဲ့လူမကစားနဲ့တယောက်မှနော်အချိန်ကြီးတန်ဖို့ရှိတယ်ဟုတ်တယ်အချိန်ကြီးတန်ဖို့ရှိတယ်နော်ကြိုက်ရင်ကစားမကြိုက်ရင်တယောက်မှမကစားနဲ့တခါပြောပြပါပြီဒီညနေအတွက်ပတ်တိတစ်လုံးထပ်ထုတ်တယ်ဘာလို့ထပ်ထုတ်လဲဆိုတော့မနက်ခင်းကပောက်ခဲ့တဲ့ကိုရင်မတွေကထပ်ပြီးလိုချင်တယ်ပြောလို့ထပ်ထုတ်ပေးတာနော်နေ့တိုင်းပဲကစားခြင်းနဲ့ဆိုဒီကဏ္ဍလေးပဲကစားပြီးအားပြီးကစားဟောဒီမှာ3388ရှိသေးတယ်အဲ့အပူးမှာထပ်ကြိုက်သေးတယ်ဆိုဟောဒီမှာ300တို့55တို့ကြိုက်ရင်ဘူးလို့ရတယ်အားလေးကစားညနေဘာပတ်သီးမှလည်းမပေးဘူးနော်ဒီမှာဘာပတ်သီးမှမပေးထားဘူးတကွက်ကောင်းကျွန်တော်တကွက်တော့ရွေးပေးလိုက်မယ်နော်အားလုံးမဟုတ်ပြီလားနေလေးကြိုက်တယ်ဖုံးခေါ်ကြမလို့မိတ်ဆွေတို့နော်စိန်ပတ်သီးတစ်လုံးလိုချင်တဲ့မိတ်ဆွေများမနက်စီးမှမရလိုက်တဲ့မိတ်ဆွေများဒီညနေမှလိုချင်တဲ့ဆိုဟောဒီက3994399369မက်ဆီကလာဟိုင်းတဲ့မိတ်ဆွေတွေအကုန်လုံးပို့ပေးလိုက်မယ်နော်ကျွန်တော် line မှာဟိုမနေ့ကဆိုရင်ကျွန်တော်တို့16ပတ်သီးကျွန်တော်တို့မှန်ခဲ့တယ်အဲ့မှန်ခဲ့တဲ့16ပတ်သီးကိုကျွန်တော်ဟောဒီ line